အားလုံးပဲမင်္ဂလာပါနေသား channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မစားရတာကြာပြီဖြစ်တဲ့တီးစုံပဲကလာရင်ဝတ်သားဟင်းရဲ့ငပိကြော်နဲ့အားရပါရစားပါမယ်အားလုံးရင်ကျွေးပါတယ်စားကြပါဦးရုံးမနေသေးလေရှယ်မယ်ဒါအာလူရဲ့ခန်းသေးကောင်းတယ်ဒါရွှေဘုံသေးနပီလေးကလည်းချိုးနေတာဒါပဲသေးလေးလေးစိတ်နေတာဒါဝတ်သားလေးစားလိုက်ပါအားရှိပါသည်ရှယ်အခုထမင်းလဲစားပြီးသွားပြီဆိုတော့ဘိုက်လဲဝသွားပြီဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြအောင်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်